ရုပ်ရှင်လို့မျိုးလဲလို့ရှင်တယ်ဒါမဲ့ကိုစီမှာ DaVinci Resolve လို့မျိုးကို handle လုပ်နိုင်တဲ့laptop သို့မဟုတ် PC မရှိဘူးဆိုရင်ကိုယ့်ရဲ့ဖုန်းထဲကပဲဒီကတ် software ထဲမှာအလွယ်တကူ color grading ဘယ်လိုလုပ်ရလဲဆိုတာကိုပြောပြပေးတော့မှာဖြစ်ပါတယ်ဒီ adjust ထဲကိုတောင်းပါနော်ဒီ adjust ထဲမှာအရင်ဆုံးတော့ရတဲ့ကိစ္စမရှိဘူးကျွန်တော် control တော့နည်းနည်းတော့ရပြီထင်တယ်ပေါ့နော်ဒါပေမဲ့နည်းနည်းလေးထပ်တင်လိုက်မယ် contract ကိုယ့်ရဲ့အရှိနေပုံမှာမူတည်ပြီးတော့ကိုစိတ်ထားလိုက်ရပါတယ်ကျွန်တော်တော့3လောက်ပဲထားလိုက်မယ်ဘာဖြစ်ဆိုကျွန်တော်ရဲ့ဗီဒီယိုမှာ contract ရှိပြီးသားပေါ့နော်saturating ကိုလည်းနည်းနည်းတင်လိုက်မယ်30လောက်တင်လိုက်မယ်နော်ပြီးရင် chapnet ကို20လောက်ထားပေးလိုက်ပါဒီမှာကျွန်တော်ပြောရှင်တာကကိုယ့်ရဲ့ဗီဒီယိုကိုရိုက်ကြတဲ့ exposure နည်းနည်းများတင်ပေးပေါ့နော်အဲဆိုရင် color grading လောက်ရပူပြီးအဆင်ပြေပါတယ်ကျွန်တော်ရိုက်တယ်လို့မျိုးပေါ့နော် chapnet ကိုကျွန်တော်20ထားလိုက်တယ်ပြီးတော့ဒီမှာကျွန်တော်အသားဖြူအောင်ဆိုရင်ဒီအဝါရောင်ပေါ့နော်နည်းနည်းလူအသားရောင်ဖက်ပေါ့နော်အဲ့ဒါကျွန်တော် saturation နဲ့ရှော့မယ်အဲဆိုကျွန်တော်အသားရောင်နည်းနည်းပြန်ပြီးတော့တဘာဝကျလာပြီပေါ့နော်အလင်းနည်းနည်းတင်လိုက်မယ်ပြီးတော့ကျွန်တော် saturation ဒီဖက်နည်းနည်း ZQ ကိုနည်းနည်းဒီဖက်သွားလိုက်ပါတော့ဒါဆိုရင်ကျွန်တော်အသားရောင်ကတဘာဝကျသွားပြီပြီးတော့ဒီ graph ကိုလည်းကျွန်တော်ဒီအခုချိန်မှာဒီကောင်းကင်က highlight ကိုကျွန်တော်ပြန်ဖော်မှာဖြစ်တယ်အဲကြောင့်ကျွန်တော်ကိုတော့အောင်နေဆက်ရှာမယ်ပြီးရင်mid tone ပြန်တင်ပါတော့ဒီမှာဆိုရင်တော်တော်လေးကိုမှ highlight လည်းပြန်ရပြီ mid tone လည်းပြန်ရပြီပေါ့နော်ပြီးလို့ရှိရင်ကျွန်တော် highlight လည်းနည်းနည်းထပ်ရှာလိုက်ရတယ် shadow နည်းနည်းရှာမယ် white တော့ကျွန်တော်ဘာမှကစားတော့ဘူး black လည်းမကစားတော့ဘူး hue လည်းမကစားတော့ဘူးပြီးတော့ခါလေးနော်ကျွန်တော်ရဲ့ HDR မှာကျွန်တော်ဒီကောင်းကင်ရောင်နည်းနည်းပြန်ကစားပါနော် hue နည်းနည်းပြောင်းကြည့်မယ်ဒီရောင်ကျွန်တော်တင်ချင်အရင်ကမကြိုက်ပါဒီလောက်ပဲထားလိုက်မယ် saturation နဲ့တင်လိုက်ပါနော် brightness အရာဒီလောက်ဆိုကောင်းကင်ရောင်ရတယ်မလို့တော့ဒါမလို့တော့ color ပြတ်သွားမှဆိုတော့ပါနော်ဒီလောက်ဆိုရပြီโอเคလောက်ဆိုရပြီပြီးလို့ရှိရင်ဒီ file ကိုနည်းနည်းတင်လိုက်မယ်ပြီး green ကိုကျွန်တော်တင်လိုက်ပါနော် green တော့ကျွန်တော်30လောက်မဟုတ်ရင်30လောက်ပဲထားလိုက်မယ်ဆိုရင်ဘယ်လိုလဲ color grading ဒါတော့အရှိခံ color grading ပေါ့နော်နည်း contrast နည်းနည်းထပ်တင်ကြည့်ရင်ကောင်းလားဒီဆက်တင်လိုက်ပါနော်ရတယ်ဒီလောက်ပဲတင်လိုက်မယ်ဒီလောက်ဆိုတော်ပြီပေါ့နော်ကျွန်တော်မျက်စိထဲမှာတော့so split လုပ်လိုက်မယ် before after ရှက်ပြမှာပေါ့နော် adjust တော့မယ် reset နှိပ်လိုက်မယ်အဲဆိုရင်ဒါ before ပါဒါ after တော့ကတ်ထဲမှာကို color grading လုပ်နိုင်တဲ့ဘာဆုံးပဲဖြစ်ပါတယ်ဒီလိုမျိုးချစ်ဆက်ပြီးဒီလိုမျိုးဗီဒီယိုကိုဆက်ပြီးကြည့်ရှင်နေဆိုရင်ကျွန်တော်အကောင့်ကို follow လေးနှိပ်ထားပေးခဲ့လို့ရပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ညတော့တော်တော်လေးမိုးချုပ်သွားပြီပေါ့နော်အားလုံးတော်တော်ညတော့တော်တော်လေးမောက်ညတော့တော်တော်လေးမိုးချုပ်